ဒီဖုံးကြီးဖျားပေါ်တတ်တာသာသနာတော်ကြီးပျက်စီးမသွားနိုင်ဘူးလို့ပြောထားတာဖုံဖုံအမြင်လေးမိပေးပါအောင်ဖျားတဲ့ဘယ်ဖုံးကြီးကိုပြောတာလဲဆိုတာကိုသိရအောင်အကောက်လင့်ချပေးထားပါတယ်ကြည့်လိုက်ကြပါနော်အင်္ဂုတ္ထိုကျမ်းမှာတရားမနာခြင်းစာပေမတင်ခြင်းနှုတ်တွင်မဆောင်ခြင်းသိအောင်မပြုခြင်းပฏิပတ်အကျင့်ကိုမကျင့်ခြင်းတို့ကြောင့်သာသနာကွယ်လိမ့်မယ်လို့ဟောကြားတော်မူထားပါတယ်ဒါကြောင့်သာသနာကွယ်ခြင်းကိစ္စဟာစီဒီအပေါ်ဖက်နဲ့တက်တဲ့ကိစ္စနဲ့တရိုက်တော့မတက်ဆိုင်ပါဘူးသို့တော့ပတ်သက်ဆက်နွယ်မှုတော့ရှိပါတယ်ဘယ်လိုပတ်သက်ဆက်နွယ်မှုရှိတယ်လဲဆိုရင်သာသနာဆိုတာဟာအဆုံးအမကိုပြောတာပါဘသူရဲ့အဆုံးအမကိုပြောတာလဲဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုပြောတာပါမြတ်စွာဘုရားကဘာတွေဆုံးမတယ်လဲဆိုရင်တစ်အကုသိုလ်ကိုမပြုနဲ့လို့ဆုံးမပါတယ်နှစ်ကုသိုလ်ကိုပြုပါလို့ဆုံးမပါတယ်သုံးစိတ်ကိုစင်ကြယ်အောင်ထားပါလို့ဆုံးမပါတယ်အကုသိုလ်ကိုမပြုပါနဲ့လို့ဆုံးမထားတာဖြစ်တဲ့အတွက်ကြောင့်စေတီအပေါ်ဖက်နဲ့တက်တဲ့ကိစ္စဟာကုသိုလ်အမှုမဟုတ်ပါဘူးအကုသိုလ်အမှုသာဖြစ်ပါတယ်ဒါကိုနောက်လာနောက်သားတွေကအတူယူပြီးတော့လိုက်လို့မယ်ဆိုရင်ဖျားစကားကိုပယ်ရှားရရောက်တဲ့အတွက်ကြောင့်သာသနာကွယ်ပါလိမ့်မယ်နော်ဒါကြောင့်စီဒီအပေါ်ကိုဖက်နဲ့တက်တာဟာသာသနာကွယ်ခြင်းကိစ္စနဲ့တရိုက်မသက်ဆိုင်တော့လည်းပဲပတ်သက်ဆက်နွယ်မှုတော့ရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်နော်